Shabi Bratnya Yaulabi, Arininya, Niwin Dwabi, Surane, Alashimat the King, Are Mukange, no Tuniam Yibi, Mukange Bogu, Alashimat the King, Sinta to Mula Viro, Fire Cool, AllahAmishinide, Allah Mimustag Firin Lifa Firala. Nga shimya siyani baduri magfirat taung khan chenja le nga shimya magfirat chimya tomume alami mustar zikin far zukala baduru ziyekha taung khan male nga alla ruziyekha chimya me ala mubatalan fawa fi no baduha akhakhe ga ni lumyaw bu atwa taung khan male alla shimat takin lumyaw mu ejan mu chimya me kada ala kada adi lo alla shimat takin chenya ni me be achain thi le hatta yatlu al fajr no nausong no seri chain makong song machin pajan mawin machin Allah shimat takin ari lo chinya ni me de diro Allah shimat takin bakani bandari ko kanlan ni le ba taw male ba ju male magfirat ju mala rozi yekha ju mala no ba akhakhe ri pi le chin le Allah bakani bandari ko kanlan ni le so ro chanoru ari ni nya cha yin tuwa ri nya myaung swa taung wa me mukcha ari nya ha tuwa kabul phit me nya ta nya be lisa atte mai sin ni naung nya khin nya pero arina yaw la bi so yin chanoru bari lok tin chanoru mat tha ba Shabi Bratnya ye thomya mu ri imatan shi de da me da ro ma shi bu Shabi Bratnya ma be pongzan ne ibadat taw wa me so da ro ma shi ti tan tamat tha de pongzan ma shi da jaw Shabi Bratnya ma koနှစ်သက်တဲ့ ibadat ကိုလုပ်လို့ရအဓိကကတော့ဗာလေအလတ်စီကနေဒွါများမြောင်စွာတောင်းကနော်ဒွါရီထဲမှာလေဘေဒွါကိုများမြောင်စွာတောင်းကမှာလေMagfirat ရရှိဖို့ဒွါတောင်းကမယ် Magfirat တိတ်အရေးကြီးတယ် Magfirat နော်ဒုနီယာမှာအရေးအကြီးဆုံးက Magfirat ပဲနော်ဒီနေ့ကျွန်တော်တို့လူတစ်ယောက်နဲ့တစ်ယောက်နော်တွေ့ရင်ဒွါလုပ်ပါဆိုတော့ဘာဒွါလုပ်ပေးရမလဲတစ်ဖက်ကပြန်မင်းရင်ကျွန်တော်တို့ပြောလိမ့်မယ်ကျွန်တော်ဆိုင်ရောင်းကောင်းဖို့ဒွါလုပ်ပေးစီးပွားရေးကောင်းဖို့ဒွါလုပ်ပေးတာရေးသမီးရေးပဲကိစ္စတွေအတွက်ဒွါလုပ်ပေးဒါပေမဲ့ကျွန်တော်တို့မှတ်ထားပါဒုနီယာမှာတော့ဓာရီကျွန်တော်တို့လိုချင်တာဒါပေမဲ့ကျွန်တော်တို့တနေ့ကွယ်လွန်သွားပြီနော်ကျွန်တော်တို့ရဲ့နာမည်ကို board မှာရေးလိုက်ပြီနော်ဘသူပဲဝါကွယ်လွန်သွားပြီအသက်ဘလောက်အလားမိခံသွားပြီအောက်ဆုံးမှာဘာရေးလဲနော်အောက်ဆုံးမှာဘာရေးလဲနော်ကွယ်လွန်သူ Magfirat ရရှိဖို့သူဟာတောင်းပေးကြပါနော်ဒါပဲရေးကြတာပဲဘေးနာရေးကြော်ညာမှမဆိုအောက်ဆုံးမှာ Magfirat အတွက်သူဟာတောင်းပေးကြဖို့မေတ္တာရခံထားတဲ့စာတစ်ကြောင်းပါဖို့ပါဒီတော့ဘာသိရလဲနော်ကျွန်တော်တို့ဘေးနေ့မျက်စိမှိတ်သွားပြီလေဘေးနေ့ကျွန်တော်တို့ကွယ်လွန်သွားပြီလေအဲ့ဒီနောက်ပိုင်းအရေးကြီးဆုံးဟာ Magfirat ပဲ Magfirat ပဲဒါကြောင့်ကွယ်လွန်သူတို့ဘာပဲတောင်းပေးရလဲ Magfirat ပဲတောင်းပေးရဒီတော့အဲ့ဒီ Magfirat ကိုအခုတည်းကကျွန်တော်တို့အရယူထားရအခုတည်းကအလတ်စီကနေများမြောင်စွာတောင်းထားရဒီတော့ Magfirat အရေးအကြီးဆုံးပဲဒီတော့အဲ့ဒီည Magfirat များမြောင်စွာနော်ကျွန်တော်တို့တွေတောင်းခံရမယ်ညကျွန်တော်တို့ရဲ့အပြစ်ကွန်နာတွေအလတ်စီကနေဝင်ချတောင်းပန်ပြီးတော့အလတ်ရဲ့ခွင့်လွှတ်မှုကိုနော်ကျွန်တော်တို့အမိအယရယူရမယ်ညပဲဖြစ်တယ်